ရှားနိုင်ငံတွေခွဲထွက်လာတဲ့ Kazakhstan တို့နော် Turkmenistan တို့နော် Uzbekistan တို့ဒါတွေက Muslim majority country တွေနော်အဲ့တော့အဲ့နိုင်ငံတွေထဲကိုမျက်နှာရဖို့အတွက်အဲ့ဒီနိုင်ငံတွေနဲ့ပေါင်းသင်းတဲ့အခါမှာပေါ့ဗျာနော်ကျွန်တော်ကြည့်ရတာလောကအရန်ချော်ဖို့အတွက်အဲ့မှာခင်ဗျားတို့နိုင်ငံကိုကျွန်တော်ခင်ဗျားတို့နိုင်ငံကိုခင်ဗျားတို့ကျွန်တော်ဆွဆွဲတယ်လို့ဒါကိုကျွန်တော်ဆွဆွဲမှုခြေပါတာနော်ကျွန်တော်ကိုခင်ဗျားတို့ဆွဆွဲနေ OIC ကပေးစာကမ်းစာစားရတယ်ဆိုပြီးခင်ဗျားတို့ဆွဆွဲနေပြီမဲ့အေးတကယ်လုံနေတာခင်ဗျားတို့ရဲ့ဘဘကြီးနော်ခင်ဗျားတို့ကျွန်တော်ရဲ့ဘဘကြီးကိုယ်တိုင်ကအမှသွားပြီးအမှအခုသွားတွေ့တယ်အခုရောက်နေတဲ့နိုင်ငံတော်မှာပဲ Kazakhstan လို့ခေါ်တယ်Kazakhstan ဆိုတာမွတ်စလင်အနှိမ့်ဆုံးမရှိဘူးဆို80%နီးပါးရှိပါတယ်80%ဆိုရင်တော့ဒါ majority ထက်အောင်များနေပါပြီနော်အဲ့တော့ခင်ဗျားတို့တကယ်တမ်းသူလှုပ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရဲလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးနော်ခင်ဗျားတို့ဟာတတ်ထင်ပေါ်ခြင်းလို့နော်ဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလည်းပဲကျွန်တော်မြင်တယ်မဘာသာစစ်ဆိုတာလည်းကျွန်တော်နော်မဘာသာစစ်လို့ခင်ဗျားတို့ကိုကျွန်တော်သိမှတ်ပြုဖို့တော့ခဲရင်သားအဲ့တော့ဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာခင်ဗျားတို့ကျွန်တော်တို့ဒီမဘာသာတွေဗျာเนาะကျွန်တော်တို့ဒီစွမ်းတမန်နဲ့ဒေါ်စုကြည်ကိုကန့်ကွက်တာဟာဒေါ်စုကြည်ကအစ္စလာမ်ဘာသာနိုင်ငံဖြစ်အောင်လုပ်နေတာလူခွင့်ရရှည်တန်းတင်တာအဲ့ပါဇက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ပါဇက်တွေတိတ်စိတ်နဲ့သူတို့ဘာလုပ်တဲ့ခါကျတော့ချက်ချင်းနိုင်ငံသူတို့ဘာ OIC နိုင်ငံဖြစ်သွားတယ်เนาะသူတို့ဘာ OIC အဖွဲ့ဝင်ဖြစ်သွားတယ်သူတို့ဘာမွတ်စလင်တွေဖြစ်ကုန်တယ်အမှတ်ကြရအေးကောင်းရောကွာအဲ့တော့ခင်ဗျားတို့ကနိုင်ငံရေးကိုခင်ဗျားတို့ကမဘာသာတွေလည်းမဟုတ်ဘူးခင်ဗျားတို့ကဘောမတွေလည်းမဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ထောက်ခံနေရလည်းမဟုတ်ဘူးခင်ဗျားတို့ကကြောက်ကြီးနဲ့ထင်ပေါ်ကျင်နေတဲ့သူတွေကြောက်ရွံ့ပြီးထင်ပေါ်ကျင်နေတဲ့သူတွေပါနော်ကိုမဘာသာလည်းမစစ်တပ်ထောက်ခံတယ်ပြောစစ်တပ်ထောက်ခံတဲ့သူဆိုရင်စစ်သားကောင်းချိုးကိုလောက်ရမယ်မှန်တယ်တက်မတော်ကောင်းချိုးကိုလောက်ရမယ်တက်မတော်ကောင်းချိုးအတွက်ပြောရရမယ်မဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ထောက်ခံသူလည်းမဟုတ်ဘူးခင်ဗျားတို့တွေဟာကြောက်ကြီးနဲ့ထင်ပေါ်ကျင်နေတဲ့သူတွေနေရာရဖို့အတွက် line ပေါ်မှာနော်ကြည့်ရတာကျွန်တော်လည်းတောင်းမပြောချင်ပါဘူးအချင်းချင်းလာမျိုးတွေပေါ့နော်အဲ့တော့စစ်တပ်ထောက်ခံသူလားစစ်တပ်ထောက်ခံသူစစ်တပ်ကောင်းကျိုးတော့လောက်ရတယ်စစ်တပ်ကိုမတရားဖြစ်လို့ရှိရင်မတရားတော့ပြောရရတယ်နော်အဲ့ဒါမှစစ်တပ်ထောက်ခံသူလို့ခေါ်တယ်ခင်ဗျားတို့စစ်တပ်ထောက်ခံသူမဟုတ်ဘူးဟုတ်ပြီမဘာသာလားဆိုတော့မဘာသာဆိုထားပါတော့ဗျာနော်အမျိုးဘာသာသာသနာကိုကာကွယ်ရမယ်ဟဲ့လားတစ်ဖက်ဘာသာရဲ့ဒါပြန်ပွားလာမှုတွေကိုထိန်းပြီးတော့ချိန်ညှိရမယ်မဘာသာလားဆိုတဲ့ခါကျတော့လေမဘာသာလည်းမဟုတ်ဗျာမဘာသာဆိုလို့ရှိရင်ဒီချိန်မှာထားကြနေပြီနော်တက်ကြနေပြီဒါမဘာသာလားဆိုတော့မဟုတ်ဘူးကိုအမျိုးသားရေးအညီခံပြီးတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင် line ပေါ်မှာထင်ပေါ်ခြင်းနဲ့အဘကိုကြောက်ရွံ့ပြီးတော့ထင်ပေါ်ခြင်းနေတဲ့လူတွေနော်မဘာသာလည်းမဟုတ်ဘူးစစ်တပ်ထောက်ခံသူလည်းမဟုတ်ဘူးနော်ခင်ဗျားတို့အားလုံးကိုမှန်နေကြည့်ပြီးတခြားပြောပါနော်အဲ့တော့အခုဒေါ်စုကြည်သာလုံမယ်ဆိုခင်ဗျားတို့ကြွားလိုက်နေဖြစ်ချင်းနော်ခင်ဗျားတို့ကြောက်နေအဲဒီစစ်ဖက်နဲ့အာနာရှင်ကိုပဲကြောက်တယ်ကျန်တဲ့မဘာသာလည်းမဟုတ်ခင်ဗျားတို့စစ်တပ်ထောက်ခံသူလည်းမဟုတ်ဘူးကိုသိထားပါဒီနေ့ကစပြီနော်ဆိုတော့ဘယ်လိုလဲဆိုတော့မိသားစုတွေကထပ်ပြီးတော့မှသိသွားတာဗာလဲဆိုတော့မဘာသာတွေစစ်ဘောမတွေအမျိုးဘာသာသာသနာဆိုတဲ့ကောင်တွေကဘယ်လိုကောင်မျိုးတွေလဲဆိုတာကိုဖင်လန်နိုင်ငံမှာနေတဲ့နော်မောင်ပြောတဲ့ဥစ္စာပေါ်မှာကြည့်ပြီးတော့မှမိသားစုတွေလည်းသိသွားမယ်အသေးချာတခုကတော့အမေစုအုပ်ချုပ်ရင်ဘာဖြစ်ပါမယ်ဘယ်နိုင်ငံဖြစ်ပါညာနိုင်ငံဖြစ်ပါမယ်ဆိုတော့ပြောတဲ့ပါဇက်တွေမဲအောင်လိုက်လုပ်နေတဲ့ဥစ္စာတွေပေါ်မှာကြတော့ဘယ်အမျိုးဘာသာသာသနာမှပါဇက်မဟရေဘယ်စမာဂျာမှပါဇက်မဟရေဆိုတော့သူတို့နဲ့အတူတူနော်သူတို့နဲ့အတူတူစစ်ဘောမားခဲ့တဲ့မောင်ကိုယ်တိုင်ကပြောပြတယ်ဆိုတော့စဉ်းစားကြည့်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်သိစေချင်တာခင်ဗျာ